တရားနှလုံးသွင်းကြမယ်မျက်လုံးလေးအသာမှိတ်ပြီးတော့ဒီခန္ဓာကိုယ်ကြီးကိုကြည့်စမ်းပါဝင်လေထွက်လေကြောင့်ဝမ်းပိုက်ကိုဗဟုပြုပြီးတော့မငြိမ်သက်မှုကြီးဖြစ်နေတာအလွန်မှထင်ရှားတယ်ဝင်လေထွက်လေကြောင့်ဖြစ်ပေါ်နေတဲ့လှုပ်ရှားမှုကြီးဟာအလွန်မှထင်ရှားတယ်ဝင်လေလေးဝင်လာတယ်ဝမ်းပိုက်ဟာတင်းသွားတယ်အဲ့ဒီတင်းသွားတာလေးကိုသိလိုက်ပါထွက်လေလေးထွက်သွားတယ်ဝမ်းပိုက်ဟာယော့သွားတယ်အဲ့ဒီယော့သွားတာလေးကိုသိလိုက်ပါဒါဟာသတိပဋ္ဌာန်တရား၄ပါးထဲမှာကာယ ानु ပဒနာသတိပဋ္ဌာန်ဤတိုင်ရှုမှတ်နေတာလို့နားလည်ကြရမှာကြိုးစားပါသိစရာတွေကိုမသိလိုက်မိပဲလွတ်သွားလို့စိတ်မပြတ်ပါနဲ့စိတ်တွေတားမြောက်ရောက်ဖြစ်နေလို့လည်းပဲစိတ်မညစ်ပါနဲ့ဒါစိတ်ရဲ့သဘာဝပဲကိုကသူ့ကိုအသုံးချနိုင်မှုပဲလိုတာတင်တာရောတာထိတာတွေမှာစိတ်ကသိမနေတော့ဘူးအတွေးတွေစိတ်ကူးတွေနဲ့ဖွက်ပေါက်နေပြီဆိုရင်လေစိတ်မပြတ်နဲ့စိတ်ပြတ်လို့ဘာမှမထူးစိတ်ပြတ်တာကဒေါသဆိုတော့ဘိုးတောင်ဆိုးသွားသေးတယ်အဲ့လိုဆိုဘယ်လိုလုပ်ရမလဲအဲ့ဒီအတွေးတွေစိတ်ကူးတွေကိုပဲဓာတ်ရိုက်သိနေလိုက်သူတို့ဖြစ်နေတာကိုနောက်ကနေလိုက်သိအတွေးတွေစိတ်ကူးတွေကိုလိုက်ပြီးသိတစ်ချက်တစ်ချက်သိပြီးရင်တင်းတာတွေရော့တာတွေထိတာတွေကိုပြန်သိစိတ်ကိုစိတ်နဲ့သိရတာခက်တယ်ဒါပေမဲ့ကြိုးစားရင်ရပါတယ်ဒီအတွေးတွေစိတ်ကူးတွေဟာသိစရာတွေကသိရမယ့်အရာတစ်ခုလို့နားလည်ပြီးတော့သူတို့ကိုလည်းသိဖို့ကြိုးစားရမှာပဲသူတို့ကလည်းသဘာဝတရားတစ်ခုပဲသူတို့ရဲ့သဘာဝကိုလည်းနားလည်အောင်လုပ်ရမှာပဲသူတို့ကလည်းပြီးဆုံးပျောက်ကွယ်လိုက်နေတဲ့သဘာဝမျိုးတွေဒီစိတ်ကူးတွေအတွေးတွေဒီနံတရားတွေရဲ့အကြောင်းကိုနားမလည်ခဲ့လို့အများကြီးမှားခဲ့တာသူတို့အကြောင်းကိုနားလည်ရင်အမှားတွေနည်းသွားမှာအမှားနည်းရင်ဆင်းရဲတွေလည်းနည်းသွားမှာဒီစိတ်ကူးတွေအတွေးတွေခံစားချက်တွေဒါတွေရဲ့အပေါ်မှာပုဂ္ဂိုလ်တ attva လို့အထင်မှားမှုကြီးဟာရှိနေတယ်ငါပဲသူပဲလို့ထင်နေတဲ့အမှားတွေကလည်းရှိနေတယ်အဲ့ဒီအမှားတွေကိုသူတို့ကိုတဲ့တဲ့ကြည့်ပြီးတော့သူတို့ဟာပုဂ္ဂိုလ်တ attva သဘောမဟုတ်တဲ့ငါသဘောသူသဘောမဟုတ်တဲ့ပျောက်ကွယ်လိုက်နေတဲ့သဘောတွေလို့သိအောင်လုပ်ရမှာသူတို့ဟာဖြစ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့သဘာဝတွေလို့မြင်အောင်လုပ်ရမှာဒါကြောင့်စိတ်ကူးတွေအတွေးတွေထင်ရှားလာရင်သူတို့လည်းလိုက်သိလိုက်ပါပြီးရင်တင်းတာရော့တာထိတာတွေကိုပြန်ပြီးတော့သိနေလိုက်ပါတင်းတာရော့တာထိတာဒါကပင်တိုင်းသိစရာကြားမှုသဘောထင်ရှားလာရင်ကြားမှုကိုသိပြီးရင်တင်းတာရော့တာထိတာကိုသိအတွေးတွေထင်ရှားရင်အတွေးတွေကိုသိပြီးရင်တင်းတာရော့တာထိတာကိုပြန်သိဒီတိုင်းလေးကြိုးစားနေထိုင်နေတာပဲဖြစ်ဖြစ်အိပ်နေတာပဲဖြစ်ဖြစ်ရက်နေတာသွားနေတာပဲဖြစ်ဖြစ်ပုံစံတစ်မျိုးတည်းနဲ့အနေကြာလာရင်မတတ်တာမှုဒုက္ခဝေဒနာတွေဆိုတာဖြစ်လာသည်မြဲပဲဒါအထူးဆန်းမဟုတ်ဘူးဖြစ်လာရင်ဘာလုပ်ရမှာလဲသူ့ကိုလည်းတဲ့ကြည့်ပြီးသိနေရမှာပဲဆင်းရဲတယ်အတ္တတာကိုမနေတာကိုခံရခက်တယ်အဲ့ဒီခံစားမှုလေးကိုတဲ့ကြည့်ပြီးသိနေလိုက်ပြီးရင်တင်းတာရော့တာထိတာတွေကိုပြန်သိ
ခံရခဲ့တဲ့ဒီဒုက္ခဝေဒနာကပြင်းထန်လာတယ်တင်းတာရောတာထိတာတွေကိုပြန်သိဖို့တောင်ခက်နေတယ်ဒီဝေဒနာတွေကပဲစိတ်ကိုလွှမ်းမိုးပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်နေတယ်ဆိုရင်လေတတ်နိုင်သမျှသီးခံပြီးတော့အဲ့ဒီဝေဒနာတွေကိုတဲ့တဲ့ကြည့်ရမှာပဲတဲ့တဲ့ကြည့်ပြီးတော့အဲ့ဒါဆက်ပြီးတော့သူ့ကိုပဲစူးစိုက်တိပြီးတော့နေကြည့်အဲ့ဒါလိုကြည့်ရင်နဲ့တင်းတာရောတာထိတာတွေကိုပြန်ကြည့်လို့သိလို့ရရင်လေအဲ့ဒါတွေကိုပြန်ပြီးတော့တိပြီးနေဒါမဲ့တခါတလေဝေဒနာကအလွန်ပြင်းထန်လာတယ်မခံမရနိုင်ဖြစ်လာတယ်အဲ့လိုဆိုရင်ဒေါသတွေဖြစ်လာသည့်အထိတော့ပေးမနေပါနဲ့တရားထုတ်တယ်ဆိုတာလောဘဒေါသမဖြစ်ဖို့အထုတ်တာဒေါသတွေဖြစ်နေအဲ့ဒါမဟုတ်သေးဘူးလို့နားလည်ရဒေါသဖြစ်လောက်သည့်အထိတော့မမှားသင့်ဘူးမခံမရနိုင်ဖြစ်လာပြီဆိုရင်တတ်တာအောင်ပြင်ရမှာပဲအနေထားလေးပြင်လိုက်တာကိုငါတော့တရားထိုင်တဲ့အလုပ်ကြာရှုံးသွားပြီလို့တချို့ကထင်ကြတာရှိတယ်တရားဆိုရင်ငြိမ်းနေအောင်ထိုင်မှရတာလို့တရားနဲ့ထိုင်ဆိုတာကိုတွဲပြီးတော့မှတ်ထားတဲ့အစွဲမှားကြောင့်ပြင်လိုက်တာနဲ့စိတ်ကဆင်းရဲသွားတော့တာပဲသွားရင်းနဲ့တောင်အားထုတ်လို့ရတဲ့ဒီတရားပြင်ရင်းနဲ့လည်းအားထုတ်လို့ရတာပေါ့ပြင်ခြင်းတဲ့စိတ်ကိုသိမယ်ပြင်နေတဲ့အချိန်မှာဖြစ်နေတဲ့အနေအထားတွေထိနေတာတွေဒါတွေကိုသိရင်းနဲ့ပြင်ရင်တရားအထုတ်ရင်းနဲ့ပြင်လိုက်တာပဲထိုင်းနေမှတရားဆိုတဲ့အစွဲကြီးကြောင့်ပြင်လိုက်တာနဲ့စိတ်ကဆင်းရဲသွားတယ်မပြင်တဲ့သူတွေကိုကြည့်ပြီးအားငယ်ရပြန်တယ်စိတ်ဆင်းရဲတာတွေစိတ်အားငယ်တာတွေဖြစ်မှအဲ့ဒါအကုသိုလ်ဖြစ်တော့တာအမှန်ကပြင်းမပြင်းဖြစ်နေတာတွေကိုသိနေရင်တရားအထုတ်နေတာပဲပြင်းမပြင်းဖြစ်နေတာတွေကိုသိမနေဘူးဆိုရင်တော့အဲ့ဒီအချိန်မှာတရားအထုတ်နေတာမဟုတ်ဘူးသူကသူလှုပ်ချင်ရလှုပ်နေတာဒီလိုပဲပြောရမှာစိတ်လိုလိုက်ပြီးခဏတိုင်းပြင်နေရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးတတ်နိုင်သမျှသီးခံပြီးကြိုးစားရမယ်ဘယ်လိုမှမရတဲ့အဆုံးအတိလေးနဲ့ပြင်ရမယ်လို့ပြောနေတာတချို့ကဒီကိစ္စမှာနားလည်မှုတွေမမှန်နေတော့တရားအထုတ်ရမှာကိုကြောက်သွားကြတယ်ရှိတယ်တကယ်ကတရားထုတ်တယ်ဆိုတာဘယ်ပုံစံနဲ့နေတာမနေတာကအရေးမကြီးဘူးဖြစ်နေတာကိုအမှန်တိုင်းလိုက်သိနေဖို့ကသာအရေးကြီးတာကျွတ်တို့ကဘဝဆိုတဲ့ဖြစ်ချင်းတရားတွေရဲ့အပေါ်မှာအမြင်မှားအထင်မှားတွေနဲ့နားမလည်နိုင်မှုတွေကြောင့်ဆင်းရဲနေကြရတာအမြင်တွေမှန်ဖို့နားလည်မှုတွေမှန်ဖို့ဒီဘဝဆိုတဲ့ဖြစ်ချင်းတရားတွေကိုပဲလိုက်သိတဲ့အလုပ်ကိုလုပ်နေကြတာရိုးရိုးလေးဘာမှနားမလည်ကြမရှိဘူးဒါကြောင့်ဘာပဲဖြစ်နေတာကိုမှန်တိုင်းသိနေဖို့ကအရေးကြီးဆုံးပဲမပြင်းမကြီးကြိုးစားပါအဟောရတ္တမတ္တန္တိတောတဲ့နေရောညရောမပြင်းမကြီးကြိုးစားပါတဲ့ဝင်လေကြောင့်တင်းလာတယ်သိနေတယ်ထွက်လေကြောင့်ရော့သွားတယ်သိနေတယ်နေရအနှံ့ထိနေတယ်သိနေတယ်ကြားမှုထင်ရှားရင်ကြားတာကိုသိမယ်ပြီးရင်တင်းမှုရောမှုထိမှုတွေကိုသိမယ်တွေးတာထင်ရှားရင်တွေးတာကိုသိမယ်ပြီးရင်တင်းတာရော့တာထိတာကိုသိမယ်မတတ်တာတဲ့သဘောတွေထင်ရှားရင်လည်းအဲ့ဒီဝေဒနာတွေကိုသိလိုက်မယ်ပြီးရင်တင်းတာရော့တာထိတာတွေကိုသိမယ်